အားလုံးပဲမင်္ဂလာပါရှင်ဒီညပဇွန်ကိုချူချူစိတ်စိတ်လေးချက်ပြပါမယ်ရှင်သူ့ပါဝင်ပစ္စည်းလေးကတော့ပဇွန်ပြုတ်ထားတာပါမယ်ကြက်တွင်ကြီးများများတုံထားပါမယ်ရှင်ကြက်တွင်ပြုတ်ထောင်းထဲပါမယ်ရှင်ပြီးကြရင်နနုံမုတ်ရဲ့ရုံတွင်မုတ်ရဲ့စီရဲ့ပါမယ်နောက်ပြီးတော့white vinegar 3 crops လဲပါမယ်ရှင်အဲ့ဒါကိုပဇွန်နဲ့နတ်ထားပေးပါမယ်ရှင်ဒါပြင်စီပူလာလို့ရှင်ကတော့ထောင်းထားတဲ့ကြက်တွင်ဖြူထဲမယ်ကြက်တွင်ကြီးလည်းအများကြီးတုံထားပါတယ်ရှင်ကြက်တွင်ကြီးအများအကုန်လုံးထည့်ပါမယ်ချိုချိုလေးကြိုက်တာမလို့ပါရှင်ဒါပြင်အုပ်ထားပေးတယ်ကြက်တွင်ကြီးလေးနွမ်းလာလို့ရှင်ခုနကတော့ပြထားတဲ့စနွမ်းမုတ်နဲ့ရန်တော်မုတ်ထည့်ပြီးတော့ပြန်အုပ်ပါမယ်ရှင်ချက်ချင်းထည့်လို့ရှင်ကတော့စနွမ်းမုတ်အနံ့ထွက်တက်လို့ပြန်အုပ်ထားပါရဒီလိုလေးကျက်သွားလို့ရှင်နေထားတဲ့ပဇွန်ပြုတ်ထားတဲ့ပဇွန်ကိုထည့်ပါမယ်ဒါတူလို့ရှင်လိုအပ်တဲ့3 cup sauce ထည့်မယ်လိုအပ်တဲ့ supply ထည့်ပြီးတော့စီလေးပြန်လာလို့ရှင်နန်းနန်းပြင်းလေးထည့်ပြီးတော့မွေးပေးလို့ရှင်စားလို့ရပါပြီကျေးဇူးတင်ပါရှင်